သူများတွေ TikTok ကြည့်နေတယ်ပတ်စံတွေရနေပြီเนาะရှင်တို့တွေเนาะအလက်ကားနေ TikTok ကြည့်နေတဲ့အချိန်တွေဖြုံးနေတယ်လို့ရှိကြလားဘာမှပတ်စံမဝင်ဘဲနဲ့ TikTok ကြည့်နေတဲ့အချိန်တွေဖြုံးနေကြတာလားအဲ့လိုဆိုလို့ရှင်လေဒီဗီဒီယိုကြည့်เนาะကိုက TikTok ကြည့်နေတယ်ပတ်စံရနေပြီဆိုတာသိတယ်မလားမသိသေးဘူးဆိုလို့ရှင်ဗီဒီယိုကိုအဆုံးထိချိသွားပြီးတော့ပြပေးမယ်ပေါ့เนาะဘလို့ဝင်အောင်လုပ်ရမှာလဲဘယ်ကနေဘလို့စပြီးတော့ပတ်စံဝင်အောင်လုပ်ရမှာလဲဆိုပြီးတော့ပြပေးမယ်ပေါ့เนาะအခုလောလောဆရာတွေမှာကြည့်ဟုတ်တယ်အမရေးတဲ့ညီမလေးအခုပတ်စံဝင်နေပါပြီရှင်တဲ့ပြောပြလို့ကျေးဇူးပါတယ်တွေ့လားသူများတွေကကြောက်တယ် TikTok ကြည့်နေတယ်ပတ်စံတွေဝင်နေပြီเนาะရှင်တို့တွေเนาะနောက်မကြနဲ့အဲ့ဒါဘလို့ဝင်တာလဲဆိုလို့ရှင်ကိုရဲ့အကောင့်ထဲမှာပေါ့เนาะဒီလိုမျိုး P ဆိုတဲ့ဟာပေါ်လာမှာပေါ့เนาะဒီလိုမျိုး P ဆိုတဲ့ဟာပေါ်ပြီဆိုရင်ရှင်တို့တွေအဲ့ဒါတော့ TikTok ကြည့်ရင်ပတ်စံဝင်တဲ့အကောင့်ဖြစ်သွားပြီပေါ့เนาะအဲ့ဒီ P ဆိုတဲ့ဟာကိုကဘာပဲကြည့်ဗီဒီယိုပဲကြည့်ဘာပဲလုပ်လို့ပေါ့เนาะအဲ့ဒီ P ဆိုတဲ့ဟာကိုလဲနေမှာပေါ့เนาะလဲပြီဆိုလို့ရှင်အဲ့ဒီထဲမှာကိုကပတ်စံတွေရတယ်ပေါ့เนาะကိုကြည့်ရင်ကြည့်တဲ့လောက်ပတ်စံတွေဝင်တယ်ပေါ့เนาะဒါပေမဲ့ तू အရင်ရတာတော့မဟုတ်ဘူးเนาะဒါပေမဲ့ तू ကကိုရဲ့မဖို့တပေါ်နေပေါ့နော်ကိုကဖုံးပေလောက်ထို့တော့အေးစစ်စစ်ထွက်တယ်ရှင်เนาะအဲကြောင့်မလို့ရှင်တို့တွေပေါ့နော်အဲ့လိုမျိုးဒီလိုမျိုး TikTok ထဲမှာပတ်စံဝင်တဲ့အကောင့်ဖြစ်နေတယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ထဲမှာပြပေးမယ်ပေါ့နော်အဲ့ဒီ P ဆိုတဲ့ software ကိုလုတ်ပြီးတော့ဘယ်လိုမျိုးပတ်စံကြည့်ရမှာလဲဘယ်လိုမျိုးပတ်စံထောက်ရမှာလဲဆိုတဲ့ဟာကိုကျတော့နောက်ထဲမှာတင်ပေးမယ်ပေါ့နော်ပတ်2မှာတင်ပေးမယ်အခုကျတော့ဒီလောက်ပဲပေါ့နော်ရှင်တို့တွေသိလားအကောင့်ထဲမှာ P ပေါ်လားမပေါ်လားတစ်ချက်လောက်စစ်ပြီးတော့ comment ထဲမှာ man ပေး